အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကနေရန်သားအသစ်တွေ slash စီလင်းမျက်နှာချက်အသစ်တွေမှာစေးတုပ်ပြီးမကြခင်အချိန်အတွင်းမှာစေးသားတွေပြန်ကွာကြရတဲ့အကြောင်းအရာတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်လူချင်းမျိုးနေထိုင်ရာလှုပ်လို့ရအစာအုပ်တွေရဲ့နေရန်အသစ်တွေ slash စီလင်းမျက်နှာချက်အသစ်တွေမှာစေးအသစ်တုပ်ပြီးရပ်ပိုင်းဒါမှမဟုတ်ရင်လပိုင်းအတွင်းမှာစေးတွေစတင်ကွာကြလာတာကဆောက်ရည်လောကမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်စေးတုပ်ပြီးစေးသားကွာကြစေတဲ့အဓိကအကြောင်းအရာတွေကတော့နေရမျက်နှာပြင်အသစ်မျက်နှာချက်မျက်နှာပြင်အသစ်တွေကိုကောင်းစွာမပြင်ဆင်ခြင်း surface cleaning တေချာမပြုလုပ်ခြင်းဖြစ်ပါတယ်။ဖုံမုံတွေအစီပြန်မှုတွေမှုဆွဲနေမှုတို့ကိုမတန်ရှင်းမဲ့နဲ့ဆေးသုံးမိတာတွေဆေးဟောင်းဒါမှမဟုတ်အကွဲနေတဲ့ plaster အင်္ဂတေအလွှာတွေကိုမဖယ်ရှားတာတွေမတန်ရှင်းတာတွေကဆေးသားအသစ်ကိုအလွယ်တကူကွာခြားစေပါတယ်။နံပါတ်2အချက်ကဆေးမတုပ်ခင်မှာ primer စီလာချုပ်ဆေးအသုံးမပြုခြင်းဖြစ်ပါတယ်။စီလာမသုံးဘဲနဲ့ဆေးကိုတိုက်ရိုက်တုပ်ခြင်းကဆေးနဲ့နေရန်ကြားကညှိမှုဆွဲအားကိုအားနည်းစေတဲ့အတွက်ကြောင့်ဆေးသားကိုအလွယ်တကူကွာခြားစေပါတယ်။နံပါတ်3အချက်ကတော့ဆေးသား quality အရေးအသွေးညံ့ဖျင်းခြင်းဖြစ်ပါတယ်။ဆေးသက်သာတဲ့အရေးအသွေးနှိမ်ဆေးတွေကခန္ဓာရည်အားနည်းပြီးတော့လျင်မြန်စွာဆေးသားကိုပျက်စီးတတ်ပါတယ်။နံပါတ်4အချက်ကတော့ဆေးတုပ်နည်းစနစ်မှားယွင်းတာဖြစ်ပါတယ်။ဆေးတုပ်တဲ့အခါမှာအဆင့်တစ်ခုနဲ့တစ်ခုကြား6တွေ့ချိန်မလုံလောက်ဘဲနဲ့နောက်ထပ်အဆင့်တစ်ခုကိုဆက်လက်အသုံးပြုခြင်းအပူချိန်ဆိုတိုင်းစမသိလျော်တဲ့အချိန်မှာဆေးတုပ်မိခြင်းတို့ကြောင့်ဆေးသားကိုအလွယ်တကူပျက်စီးစေတတ်ပါတယ်။နံပါတ်5ချက်ကတော့နေရန်နေ slash စီလင်းမျက်နှာချက်တွေမှာရေစိမ့်ဝင်မှုရှိတာဖြစ်ပါတယ်။အစာအုပ်နေရန်တွေမျက်နှာချက်အတွင်းရေယိုစိမ့်မှုကြောင့်ဆေးသားတွေပြန်ခွာလာတာတွေအရေးကြီးဘူးထားတာတွေကြောင့်ဆေးသားတွေကိုအလွယ်တကူပျက်စီးစေတတ်ပါတယ်။နံပါတ်6ချက်ကတော့ဆိုးထိုင်းစားမြင့်မားခြင်းဖြစ်ပါတယ်။မိုးရွာသည့်အချိန်ဆေးတုပ်တဲ့အခါမှာလေတူထဲမှာဆိုးထိုင်းစားများလွန်ခြင်းကဆေးချုပ်ချိန်ကိုကြာမြင့်စေပြီးတော့ဆေးသားခွာခြားစေတတ်ပါတယ်။အခုလိုဆေးသားတွေခွာခြားလာတဲ့အပေါ်ပထမအဆင့်စစ်ဆေးခြင်းကတော့ဆေးသားကဘယ်နေရာမှာဘယ်လိုပုံစံနဲ့ပျက်စီးနေလဲဆိုတာကိုသိချလေ့လာရပါမယ်။ဆေးတုပ်စဉ်ကအသုံးပြုခဲ့တဲ့ပစ္စည်းတွေနည်းလမ်းတွေကိုပြန်စဉ်းစားရပါမယ်။ဒုတိယအဆင့်ပြုပြင်ခြင်းကတော့ပျက်စီးနေတဲ့ဈေးဟောင်းတွေကိုချစ်ထုတ်ပယ်ရှားပေးရပါမယ်။နေရာမျက်နှာပြင်ကိုတေချာတန့်စင်ပြီးတော့အခြောက်ခံပေးရပါမယ်။စီလာချုပ်ဆေးပရိုင်မာကိုမဖြစ်မနေအသုံးပြုပေးရပါမယ်။ရေသွေးမြင့် quality မြင့်တဲ့ဆေးသားတွေကိုရွေးချယ်သုံးစွဲပေးရပါမယ်။ဆေးအလွှာတစ်ခုနဲ့တစ်ခုကြား6ချိန်ကိုအလွန်လောက်ပေးရပါမယ်။တတိယအဆင့်တုံးမဲ့ဆေးသားရေရှည်အတွက်ကာကွယ်ခြင်းကတော့နေရန်ယိုစိမ့်မှုရှိမှဆိုရင်အရင်ဆုံးပြုပြင်ပေးရပါမယ်။အခန်းတွင်လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးရပါမယ်။အကောင်းဆုံးအကြံပြုချက်ကတော့လူချင်းမင်းတို့ကိုယ်တိုင်စေးမသုံးနိုင်သေးဘူးဆိုရင်ယုံကြည်စိတ်ချရတဲ့ professional painter တွေကိုအနံ့ရပါမယ်။အိမ်နေရစေးတုပ်ခြင်းကအိမ်ရဲ့အလားတရားနဲ့တာရှည်ခံမှုအတွက်အလွန်အရေးကြီးပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်မှန်ကန်တဲ့စေးသားပြင်ဆင်မှုတွေအရေးအသွေးကောင်းတဲ့ quality ပစ္စည်းတွေနဲ့ဒီစနစ်ကြတဲ့စေးတုပ်နည်းတို့ကစေးသားကိုရေရှည်တာရှည်ခံစေမှာဖြစ်ပါတယ်။လူချင်းမျိုးနေထိုင်ရလို့ရအစားအုပ်တွေအတွက်စေတုပ်လုပ်ငန်းကိုလက်ခတည်တံ့ဖြစ်စေပစ္စည်းလက်ခဖြစ်စေအနှံ့ကျင်နေဆိုရင်တော့ဖုန်းနံပါတ်0940268488ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်